ဥရောပတစ်ခွင်လုံးကိုဒုထောက်စေခဲ့တဲ့ပြင်သစ်အင်္ဂလိပ်နပိုလီယန်တကယ်ပဲယောဂါနဲ့သေဆုံးခဲ့တာဒါမှမဟုတ်နှစ်ပေါင်း200ကြာမှပေါ်တာတဲ့သက်သေတွေအရသူဟာကမ္ဘာ့အစမ်းကျယ်ဆုံးလုပ်ကြံမှုကြီးရဲ့သားကောင်ဖြစ်ခဲ့တာဒီနေ့မှာတော့နပိုလီယန်သေဆုံးခြင်းရဲ့နောက်ွယ်ကတုံးလုံးခြောက်ခြားတရားလှုပ်ဝက်ချက်ကိုဖော်ထုတ်ပေးတော့မှာငရဲကျွန်းကအကျဉ်းသား1815ခုနှစ်ဝါတာလူးစစ်ပွဲမှာရှုံးပြီးနောက်ဗြိတိန်တွေဟာနပိုလီယန်ကိုအတ္တလန္တိတ်သမုဒ္ဒရာအလယ်ကစိန့်ဟဲလင်နာဆိုတဲ့ငရဲကျွန်းလေးပြည်နှင်ပေးခဲ့ပါအင်္ဂလိပ်တွေဟာသူထပ်ပြီးထွက်မပြေးနိုင်အောင်စစ်သား9000ကျော်စစ်သင်္ဘောအစင်း20နဲ့24နာရီပတ်လုံးပိတ်ဆို့စောင့်ကြပ်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကြောက်နေတဲ့နပိုလီယန်ကိုတတ်ဖို့အတွက်တနက်တွေကိုမသုံးခဲ့ကြဘူးစုံစမ်းချက်နဲ့ထူးဆန်းသောယောဂလက်1821ခုနှစ်မတ်လမှာတော့တမဏိလိုကြံ့ခိုင်တဲ့နပိုလီယန်ဟာအိယာထဲလဲသွားခဲ့ပါသူဟာအစာအိမ်တွေအပြင်းထန်အောင်နဲ့တကူလုံးတုံရင်းနဲ့စပင်တွေကျွတ်လာပြီးအသားရည်တွေကလည်းဖြူဆုပ်လာပါတယ်အင်္ဂလိပ်ဆရာဝန်တွေကအစာအိမ်ကင်ဆာလို့သတ်မှတ်ပြီးမေလ9ရက်မှာနပိုလီယန်အသက်51နှစ်အရွယ်နဲ့နောက်ဆုံးထွက်သက်စွန့်သွားခဲ့တာဖြစ်ပါတယ်။သမိုင်းစာမျက်နှာမှာတော့ယောဂနဲ့သေဆုံးတယ်လို့ရေးခဲ့ကြပေမဲ့နှစ်ပေါင်း140အကြာမှာတော့တကယ်အမှန်တရားကြီးတစ်ခုပေါ်လာခဲ့ပါတယ်။လှုပ်ဝက်စမ်းကြယ်သောသက်သေ1962ခုနှစ်မှာသိပ္ပံပညာရှင်တွေကနပိုလီယန်ရဲ့ဦးခေါင်းကစပင်တွေကိုခေတ်မီနည်းပညာနဲ့ဓာတ်ခွဲစစ်ဆေးခဲ့ကြပါတယ်ရလဒ်ကတော့တစ်ကမ္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်သူ့ရဲ့စပင်တွေထဲမှာသာမန်လူတွေထက်အစာပေါင်း100မကများပြားတဲ့အာဆင်းနစ်အဆိပ်တွေတွေ့ရှိခဲ့လို့ပဲဗြိတိန်တွေဟာသူ့ကိုအစားအစာတဲ့အဆိပ်တွေဖြည်းဖြည်းချင်းခတ်ပြီးယောဂရသည်အောင်သေဆုံးအောင်ဖန်တီးခဲ့ကြတာပါဒါမှမဟုတ်နောက်ထပ် theory တစ်ခုကတော့သူနေတဲ့အခန်းရဲ့အစိမ်းရောင်နံရံကပ်စက္ကူတွေမှာသုံးထားတဲ့စိုးစေးကနေမုန်တိုင်းတန်ကြောင့်အစိမ့်လွှဲတွေထွက်လာပြီးနပိုလီယန်ကိုတဖြည်းဖြည်းအသက်ရှူကျပ်သေဆုံးခဲ့တာဆိုကြပါလူထုကိုမေးခွန်းချခဲ့ခြင်းအစာအိမ်ကင်ဆာလားသစ္စာဖောက်တွေရဲ့အစိတ်ခတ်မှုလားဒါမှမဟုတ်သူနေထိုင်တဲ့အခန်းကအစိတ်ငွေ့တွေလားဆိုတာဒီနေ့အထိပဟေကြီးဖြစ်နေတယ်သင်္ကောဥရောပရဲ့ရှင်သေကြီးနပိုလီယန်ဟာဘလို့နည်းနဲ့သေဆုံးခဲ့လို့ထင်ပါ